Malawa 3D မေးစီများစစ်ကနကြီးမြောက်ကျွန်တော်တို့မျှော်လင့်ထားတဲ့နော်မျှော်လင့်ထားတဲ့စစ်ကနကြီးမြောက်စီကျော်ပြသတင်ပေးလိုက်ပါမယ်ဒီစီကျော်ကတော့ကျွန်တော်တို့အလွန်တရားကောင်းတဲ့စီကျော်ဖြစ်ပါတယ်ဒီစီကျော်ကိုကျွန်တော်တို့ကနှာပေလေးပြရပါတယ်နော်မျောလင်းလျက်ပါမပြေတာနော်မပြေတာလေးကိုဒီပြီးတော့ကျွန်တော်တို့စစ်ကနကြီးကိုမျောလင်းနေပါတယ်လို့နော်ကဲကျွန်တော်ပြသလိုက်ပါမယ်အဲ့တော့ကလင်ဒါတစ်ခုလုံးမှာနေပြီးတော့ကလင်ဒါတစ်ခုလုံးမှာ23ကြီးနဲ့နော်23ကြီးနဲ့24ကြီးမှာသုံးလုံးပေါင်း break 6သုံးလုံးပေါင်း break 6နော်23ကြီးနဲ့24ကြီးမှာသုံးလုံးပေါင်း break 6သုံးလုံးပေါင်း break 6ဒီမှာတခြင်းထွက်တယ်နော်ကဲဟုတ်ပြီဒီမှာ23ကြီးနဲ့24ကြီးမှာသုံးလုံးပေါင်း break 6သုံးလုံး break 6ဟာနော်နှစ်ခြင်းထွက်ပြီနော်ကဲဒီမှာသုံးလုံးပေါင်း break 6သုံးလုံးပေါင်း break 6နဲ့23ကြီးနဲ့24ကြီးမှာဟုတ်ပြီဒီမှာတခြင်းနော်သုံးလုံးပေါင်း break 6သုံးလုံးပေါင်း break 6နော်ကဲဟုတ်ပြီဒီမှာတခြင်းနော်သုံးလုံးပေါင်း break 6သုံးလုံးပေါင်း break 6ကျွန်တော်တို့သူ့စောင်းပါနေပြီးတော့စစ်ကနချင်းရောက်ပါနေပြီးတော့ကျွန်တော်ထောက်မယ်ဖြစ်တယ်တဲ့နော်ကဲဟုတ်ပြီကျွန်တော်တို့နေပြီးတော့အဲ့ဓမ္မဆိုင်မှာကြည့်နော်ဓမ္မဆိုင်မှာနေပြီးတော့ဓမ္မဆိုင်ကြီးမှာ break shot လို့ထွက်တယ်တဲ့နော် break shot ကို break shot လို့23မှာ23ကြီးမှာရိုက်တယ်သူ့စောင်းဓမ္မ break shot ရဲ့စောင်းမှာ23ကြီးရဲ့စောင်းနော်23ကြီးကြောင့်စစ်ကနကြီးမြောက်မှာနော်စစ်ကနကြီးမြောက်မှာနေပြီးတော့4-5လေးကိုထွက်တယ်နော်ဒီ4-5လေးဒီသူ့နှစ်မှာထွက်ခဲ့တဲ့ကနေနော်4-5လေးနော်ဒီ4-5လေးဒီမှာစစ်ကနကြီးမှာ4-5လေးဆိုပြီးတော့ပြန်ထုတ်ပြီးတော့ကစားတယ်နော်ကဲဟုတ်ပြီတရားဓမ္မပွဲဆိုင်ဒုတိယပွဲဆိုင်မှာလေအဲ့လိုနော်ဒုတိယပွဲဆိုင်မှာလေသုံးလုံးပေါင်း6သုံးလုံးပေါင်း6နဲ့23ကြီးနဲ့24ကြီးမှာရိုက်တယ်ရိုက်ပြီးတော့သူ့ဆုံးအပေါ်ကိုတက်တယ်စစ်ကနကြီးမှာ3ခွန်ခွန်ဆိုပြီးတော့ရိုက်တယ်နော်3ခွန်ခွန်ဒီသူ့မှာထောဒီနေ့ဒီနေ့လုံးမှာနေပြီးတော့ထုတ်ခဲ့တဲ့3ခွန်ခွန်ဒီ3ခွန်ခွန်လို့ပြန်ရိုက်တယ်နော်3ခွန်ခွန်ဒီ3ခွန်ခွန်လို့ပြန်ရိုက်တယ်ပွဲဆိုင်နဲ့ပွဲဆိုင်3မှာဖြစ်နေပွဲဆိုင်3မှာလေတုံးပြီးတော့23ကြီးနဲ့24ကြီးမှာ break shot ကို break shot လို့ပြင်လိုက်တယ်နော် break shot ကို break shot လို့ပြင်ရတယ်သူမှာတက်နေခဏစိကနကြီးမြောက်မှာ684ဆိုတဲ့ကနေထွက်တယ်နော်684ဆိုတဲ့ကနေဒီသူဟိုကနော်ထွက်ခဲ့တဲ့846ဆိုတဲ့ကနေကို684ဆိုတဲ့ကနေကိုပြင်ရိုက်တယ်နော်ကဲဟုတ်လားပွဲဆိုင်3မှာပွဲဆိုင်4မှာတင်မယ်ပွဲဆိုင်4မှာလည်း23ကြီးနဲ့24ကြီးမှာ break shot လို့ရိုက်တယ်နော်သူ့စောင်းမှနေပြီးတော့143ဆိုပြီးထွက်တယ်စစ်ကနကြီးမှာနော်143ဒီသူ့အပေါ်ကထွက်ခဲ့တဲ့ကနေ431ကို143ဆိုပြီးတော့ပြန်ပြီးရိုက်တယ်နော်ဒါလားလေသမားဒုတိယတတိယစတုတ္တနော်ပိုက်စမမှာ5ကြီးမြောက်စီရောမှာ break shot ကို23ကြီးနဲ့24ကြီးမှာ break shot ကို break shot လို့ပြန်ရိုက်တယ်နော်ကဲဟုတ်ပြီသူ့စောင်းမှာစစ်ကနကြီးမှာကျွန်တော်ထိုးရမယ်ကနေနော်စစ်ကနကြီးမှာထိုးရမယ်ကနေဒီကျွန်တော်တို့ဒီ26မှာ26မှာဘာကနေဖြစ်မလဲနော်26မှာဘာကနေဖြစ်မလဲကျွန်တော်တို့ဟလားနော်အဲ့ဒါကိုစစ်ကနကြီးမှာထိုးရမယ်ဖြစ်တယ်နော်ဒီစစ်ကနကြီးမှာထိုးရမယ်ဖြစ်တဲ့အတွက်ကျွန်တော်ရေးကောင်းမှနေပြီးတော့နော်စစ်ချောက်ကျင်တီထွက်ခဲ့တဲ့ကနေနော်စစ်ချောက်ကျင်တီတကြီးမြောက်ကပေါင်း2ဦးကပေါင်းစစ်ချောက်ကျင်တီထွက်ခဲ့တဲ့ကနေဒီနော်ဒီစစ်ကနကြီးမှာပြန်ပြီးထွက်ရမယ်ဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ကောင်းမဲအောင်မှနေပြီးတော့နော်ကျွန်တော်ကောင်းမဲအောင်မှရေကိုရင်မြောက်ကိုရင်မြောက်ဒီကပေါင်းနေပြီးတော့ကောင်းမမှာရေးပေးခဲ့ပါနော်ကောင်းမမှာရေးပေးခဲ့ပါနော်လိုက်လောက်ပေးပါနော်ကောင်းမမှာရေးပေးပါလိုက်လောက်ပေးပါအဲ့ဒါကြောင့်နေပြီးတော့ကျွန်တော်ဟလားစစ်ကနကြီးမှာတင်တဲ့အချိန်မှာကျွန်တော်ဘာအသီးကိုထိုးရမယ်ဆိုတာကိုဟလားသီးရအောင်တော့နော်ကောင်းမမှာရေးပေးပါလိုက်လောက်ပေးထားပါနော်အားလုံးကျေးဇူးတင်ပါတယ်နော်ဒါဒီဆိုင်ကနေပြီးတော့ကျွန်တော်တို့မျောလင်းလျက်ပါမပေတာဆိုရက်စီကျွားလေးနော်မျောလင်းလျက်ပါမပေတာဆိုတဲ့စီကျွားဖြစ်ပါတယ်ကျွန်တော်တို့စစ်ကနကြီးတော့မပေတာကိုမျောလင်းနေပါတယ်နော်
အားလုံးကံကောင်းဖို့အတွက်နေပြီးတော့ကောင်းမဲ့မှနေပြီးတော့ဟလာစာရေးပေးပါစာရေးပေးပါလိုက်လို့ပေးထားပေးပါနော်ညွန်လင်းလေးရပါမပြေတာဆိုတော့စီကြောပါနော်ဟုတ်ပြီအားလုံးကျေးဇူးတင်ပါတယ်